မင်္ဂလာပါပရိသတ်ကြီးတမင်းရဲ့အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့ငင်းချဲရေးဆွေးနွေးပြောဆိုရန်အတွက်အချိန်ပိုမိုရရှိစေဖို့အီရန်နိုင်ငံနှင့်ယာယီပစ်ခတ်ရစဲရေးကိုအကန့်အသတ်မရှိဆက်လက်တိုးချဲ့သွားမှာဖြစ်ကြောင်းအမေရိကန်နိုင်ငံဘက်ကပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဒါပေမဲ့လည်းအီရန်နိုင်ငံဘက်ကထို့သောယာယီပစ်ခတ်ရစဲရေးအားဆက်လက်လုပ်ဆောင်ရန်သဘောတူညီမှုရှိမရှိကိုတော့မသိရသေးပါဘူးရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့အီရန်နိုင်ငံ၏ထိပ်တန်းစစ်ဆွေးနွေးပေးသူ၏အကြံပေးပုဂ္ဂိုလ်ကသမ္မတဒေါ်နယ်ထရန့်ရဲ့ယာယီပစ်ခတ်ရစဲရေးကာလတိုးမြင့်ခြင်းဟာရုတ်တရက်တိုက်ခိုက်လာမှုများအတွက်အချိန်ဆွဲခြင်းပြည့်ရတာဖြစ်ကြောင်းပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဒါအပြင်အမေရိကန်နိုင်ငံ၏စိတ်ကမ်းပိတ်ဆို့ထားမှုဟာအီရန်နိုင်ငံအပေါ်စစ်ရေးအရာတုံ့ပြန်မှုများကိုဖြစ်ပေါ်လာနိုင်စေကြောင်းလည်းတတိပေးထားပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့တရုတ်ရေတပ်သင်္ဘောများဟာပစိဖိတ်သမုဒ္ဒရာအတွင်းလေ့ကျင့်ရေးဆင်းပြီးနောက်ဂျပန်နိုင်ငံ၏ကျွန်းများကြားတွင်ဖြတ်တန်းလျက်၎င်းတို့နိုင်ငံသို့ပြန်လာခဲ့ကြောင်းတရုတ်နိုင်ငံဘက်ကပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အိုကီနာဝါရေကြောင်းကိုင်နယ်ကိုဖြတ်တန်းလျက်ပြန်လာခဲ့တာဖြစ်ပြီးဂျပန်နိုင်ငံဘက်ကထိုင်ဝမ်ရေလက်ကြားသို့ဖြတ်တန်းခဲ့ပြီးနောက်ယခုလိုမျိုးပြန်လည်ပြုလုပ်လိုက်တာဖြစ်တဲ့အတွက်နှစ်နိုင်ငံကြားတင်းမာမှုများကတော့ဆက်လက်ရှိနေဆဲဖြစ်ကြောင်းပြသလျက်ရှိနေပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ယာယီပစ်ခတ်ရစဲရေးပြုလုပ်ပြီးတာတော့မှလက်ဘနွန်နိုင်ငံတောင်ပိုင်းတွင်အစ္စရေးနိုင်ငံကတပ်ဆွဲထားအောင်ရေးဆိုပါက၎င်းတို့လက်ဘနွန်နိုင်ငံဘက်ကခုခံမှုများဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းလက်ဘနွန်နိုင်ငံပါလီမန်၏ပြောရေးဆိုခွင့်ရှိသူပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ယခုလိုတပ်ဖြန့်ထားခြင်းဟာစစ်ပွဲအသစ်ဖြစ်ပေါ်လာအောင်ပြုလုပ်နေတယ်လို့လည်းပြောကြားခဲ့ပါသေးတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့လူသိဆုံးစေခဲ့သောတက္ကသိုလ်တွင်ပြစ်ခတ်မှုနဲ့ပတ်သက်ပြီး OpenAI ကုမ္ပဏီ၏ chatbot ChatGPT အား Florida ကရာဇဝတ်မှုရှာဖွေစစ်ဆေးခြင်းများစတင်လှုပ်ဆောင်နေပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင် AI ကအမှန်တကယ်ပဲလက်နက်တပ်ဆင်မှုများနှင့်တိုးဖွဲ့ရန်နည်းပရိယာယ်များကိုပေးခဲ့မပေးခဲ့အပေါ်စုံစမ်းစစ်ဆေးသွားကြမှာဖြစ်ပြီး OpenAI ကုမ္ပဏီဘက်ကတော့ပြည်သူလူထုကြားတွင်ထုတ်ပြန်ထားသောသတင်းချက်လက်များကိုသာထောက်ပံ့ပေးခဲ့တဲ့အတွက်တာဝန်မရှိကြောင်းညွှန်ဆိုထားပါတယ်ရှင်